ကိစ္စနော် 756 345 minus 270 463 yan sai 1294 and 1294 man နဲ့လက်ကလေးသွားရအောင်13 36 48 36 29 64 53 minus 67 yan sai 212 ဟုတ်တယ်212အမြောက်သွားရအောင်79 into 33 yan sai 2607 2607ဟုတ်တယ်အစားလေးသွားရအောင်အစားလေး 48 divided by 4 yan sai 12 12 တော့ရပြီ